တင်းကိုဆုံးရှုံးညမှာကြောက်တဲ့သူရှိနေပြီလားသူ့အနေနဲ့တင်းကိုဆုံးရှုံးအောင်မှာကြောက်နေလားအဲ့တော့ဒီရဲ့ reading မှာတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့တင်ယုံကြည်ရတဲ့ first person တမောဖုန်ရင်နဲ့တင်းနဲ့ပတ်သက်နေတဲ့သူတင်းနဲ့ပတ်သက်တဲ့တငယ်ချင်းတူလည်းဖြစ်ဖြစ်မဲ့သူနဲ့ပတ်သက်ပြီးတော့ကိုယ်ဆုံးရှုံးအောင်မှာကြောက်နေတဲ့ခံစားချက်ရှိလားဆိုတော့ကို in general public energy ကြည့်ပြီးမှဖြစ်ပါတယ်အဲ့တော့ကိုနဲ့ energy ကိုက်တဲ့လောက်ပဲယူပေါ့နော်ကျွန်တော်ဒီရဲ့အတွက်ကန်တကက်ချိုးပြီးမယ်ပထမဆုံးကြားတဲ့ကက်ကကျတော့ဒီ tester ဆိုရဲကက်ကိုကြားလာပါတယ်ခင်ဗျာဆိုတော့နောက်တစ်ကက်အနေနဲ့ကကျတော့charok ဆိုရဲကက်ကိုကြားတယ်အဲ့တော့ပထမဆုံးအနေနဲ့မျောလင်းချက်များထားတဲ့အကက်မျိုးတွေမြင်တယ်သူလဲကိုနဲ့ပတ်သက်ပြီးမျောလင်းချက်များတယ်ကိုလဲသူနဲ့ပတ်သက်ပြီးမျောလင်းချက်များတယ်တခုတောင်မဟုတ်ဒီလိုဖြစ်ရမယ်ဒီလိုဖြစ်ရမယ်ဆိုတဲ့ထက်ကိုဒီလိုဖြစ်တဲ့နဲ့ဒါလည်းဖြစ်နေဟိုလည်းဖြစ်နေဆိုရဲအကက်မျိုးတွေများတယ်ပြောမယ်ဆိုရင်စိတ်ခံစားချက်မျိုးတွေက close ဖြစ်တယ်တူညီတယ်တူညီကြလားတိုက်ဆိုင်ကြလားဆိုတာကိုလည်းမှန်းခဲ့ပြီးပုံအောင်ပေါ့နော်ပြီးတော့မျောလင်းထားတဲ့အကက်မျိုးတွေနဲ့ပတ်သက်ပြီးတော့ rewrite the star ပေါ့နော်ကံကြမ္မာကိုတစ်ခေါက်ပြန်ရေးကြတယ်မကြာသေးခင်ကမှပြန်ပြီးပတ်သက်မှုရှိထားတဲ့ဆက်သွယ်မှုမျိုးတွေပတ်သက်မှုမျိုးတွေရှိမယ်လို့လည်းကျွန်တော်ဒီမှာမြင်ရတယ်ပေါ့နော်အဲ့တော့သူကကိုနဲ့ပတ်သက်ပြီးမျောလင်းချက်ထားတယ်အဲ့တော့တိပီတာအကြောင်းအရာမျိုးတစ်ခုကိုပြန်ပြီးမိတ်ဆက်စရာမျိုးလဲ situation မျိုးတွေအရင်ဆုံးမြင်တယ်နောက်တစ်ခုက the chara ဆိုတော့ယုံကြည်လို့ရတာဆိုတဲ့ခိုက်တဲ့မျိုးမှာသူလည်းထွက်လာပြီးသွားပြီကိုလည်းထွက်လာပြီးသွားပြီပြောမှဆိုရင် the star မျောလင်းချက်တွေကနေပြီးတော့ the chara ယုံထွက်လာခဲ့ပြီးသွားပြီအဲ့တော့ဒီယုံထွက်မှုတွေကနေပြီးတော့ကောင်းလာတဲ့အရာမျိုးကပြောမှဆိုရင်ယုံကြည်လို့ရတယ်သူလည်းထွက်လာပြီးသွားပြီကိုလည်းထွက်လာပြီးသွားပြောမှဆိုရင်အတိတ်ကနာကျင်မှုမျိုးတွေအတိတ်ကကြုံတွေ့ခဲ့တဲ့ past person တွေ past action တွေနဲ့ပတ်သက်ပြီးယုံထွက်လာပြီးဖြစ်တဲ့ကြောင့်မလို့ the chara ဒီမှာမြင်တဲ့နမိတ်အတိုင်းသုံးစုတိုက်ကြားစုကြိုက်တော့မဲ့ပုံစံမျိုးတွေရှိတယ် anyway ဖြစ်လာတဲ့အချိန်တွေအကုန်လုံးကိုရင်ဆိုင်တော့မယ်ဒါပေမဲ့ရင်ဆိုင်ရမယ့်တက်တဲ့မျိုးမှာလူဆိုတဲ့အမျိုးကကြောက်စိတ်ရှိမယ်အဖြူရှိရင်အမဲရှိမယ်အလင်းရှိရင်အမောင်ရှိမယ်အဲ့ဒီအတိုင်းပဲစွရင်စိတ်မျိုးလေးပြီးတော့ရှိတယ်တေချာတာကတော့ထွက်လာပြီးသားအချိန်တွေတခုမှနောက်ပြန်မလဲထဲတော့ပါတယ်ကြည့်နောက်ပြန်လဲမယ်ဆိုရင်ဒီကက်နမီနဲ့ကြည့်မယ်ဆိုရင်အင်ရှိဆိုင်မင်းသားတယောက်စစ်ထက်တိုက်တယ်စစ်ထက်တိုက်တဲ့ခိုက်တဲ့မျိုးမှာနောက်ပြန်လဲမယ်ဆိုရင်ဘာဖြစ်မလဲနောက်ကျော်ဓာတ်နဲ့ထိုးခံရမယ်အဲ့တော့ဒီလိုဓာတ်ထိုးခံရတဲ့ခံစားချက်မျိုးကိုတစ်ဖက်လိုလုံးမယ်ထင်လားကိုယ်အနေနဲ့ဆိုရင်ရောသူများကိုရုံမှချင်တော့ဓာတ်ထိုးခံပြီးမှရုံမှမလားဆိုတာကိုယ်နဲ့သက်ဆိုင်မှုရှိမယ်အဲ့တော့ယုံကြည်လို့ရတယ်ဆုံးရှုံးခံရမှာကိုကြောက်တယ်ဒါပေမဲ့နှစ်ယောက်ရဲ့အခြေအနေကပြောတဲ့လောက်ကြီးမလွယ်နေဘူးတိကျတဲ့လောက်ကနှစ်ချိန်နှစ်ခါလောက်ပတ်သက်မှုတွေပြီးမှပြန်ပြီးပတ်သက်ကြတာမျိုးတွေနှစ်ချိန်နှစ်ခါလောက်ပြဿနာတွေဖြစ်ပြီးတော့နှစ်ချိန်နှစ်ခါလောက်ဆက်သွယ်မှုတွေတိကျတာနှစ်ချိန်နှစ်ခုဆိုရဲပတ်သက်မှုဆက်နိုင်မှုမျိုးတွေပါနေတယ်အဲ့တော့ယုံကြည်လို့ရတဲ့အခြေအနေမျိုးတွေရှိတယ် rating နဲ့ base ဆိုရင်တော့100% မှာဆိုရင် maybe 70% လောက်ကကျတော့ပြီးလို့ရတယ်ဒါပေမဲ့ကျန်တဲ့30% ကကျတော့ပြစ္ဆုတ်ပံပေါ့နော်လက်ရှိကံတွေကအနာဂတ်မှာဖြစ်လာမယ့်မျိုးစေ့တွေဖြစ်တဲ့ကြောင့်မို့လို့ကိုယ့်ရဲ့ပြုမှုပြောဆိုမှုမူတည်ပြီးတော့ဒီထက်ကောင်းတဲ့အခြေအနေမျိုးတွေဖြစ်သွားနိုင်တယ်တိကျတာကသူ့ရဲ့အနေတင်သွေးနေတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့တော့တစ်ကိုဆိုရှယ်မှာကြောက်တဲ့ခံစားချက်မျိုးတွေရှိတယ်ဒါပေမဲ့ဖြစ်လာမယ့်အခက်အခဲကိုရင်ဆိုင်ရဖို့ခွန်အားအပြည့်အဝမရှိသေးတဲ့ပုံစံမျိုးတော့မြင်ပါတယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုကိုဆုံးသက်ကြည့်ဖြစ်ခဲ့တယ်ဆိုရင်ကိုနဲ့ energy ကိုက်လာမကိုက်ဘူးလားဆိုတော့ comment ခဲ့ပြီးကိုမေတ္တာရခံအပ်ပါတယ်ခင်ဗျာဆိုတော့ see you next video ပါဗျာ